ရှင်ဆရာကြီးအောင်တင်ရေးသားထားသောသူ့အတွေ့ကိုအမြင်စာအုပ်ကိုတင်ဆက်ပေးပါမယ်ရှင်စာအုပ်နှင့်အချိန် No one over 35 is worth meeting who has not something to teach us something more than we could learn from ourselves from the book Cyril Connelly 1903-1974 British critic အသက်35ကျော်ပါလျက်မိမိကိုတစုံတရာသင်ပေးနိုင်သည့်သူမဟုတ်လင်တွေ့နေဖို့မလိုတော့ပြီကိုယ့်ဘာသာစာအုပ်ကိုဖတ်လို့ရနိုင်သည့်ထက်ပိုသောတစုံတရာကိုပေးနိုင်ဖို့လိုပါသည် Cyril Connelly 1903-1984 ဗြိတိရှလူမျိုးဝေဖန်ရေးဆရာဖြစ်သည့်အတိုင်းပြောလိုက်ပုံကလည်းပြက်ပြက်တောက်တောက်ရှိလာသည်အသက်35ကျော်ပါလျက်မိမိအတွက်အသည့်အမြင့်အတွေ့အခေါ်တစ်ခုခုမပေးနိုင်လင်ထိုသူနှင့်ပေါင်းသင်းတွေ့ဆုံနေရသည်မှာအချိန်ကုန်လာသည်ဟုဆိုလိုကြောင်းရိပ်စားမိနိုင်ပါသည်အသက်ကိုယ်တော်ဖြင့်ကတ်သက်ထားသည်ခက်ငယ်ငယ်မှာတော့ဖြင့်ဘယ်မှာလေးနက်သောအတွေ့ကိုပေးနိုင်ပါမည်လဲထို့ကြောင့်ကိုယ့်အောင်လူငယ်များကိုမဆိုလိုကြောင်းထင်ရှားသည်ထို့ပြင်ကိစ္စတစ်ခုခုကြောင့်လုပ်ငန်းသဘောအရတွေ့ရတာမျိုးကိုမဆိုလိုကြောင်းလည်းထင်ရှားသည်ထိုစကားကိုတွေ့လိုက်ရသောအခါမဟာကဏ္ဍယုံဆရာတော်အရှင်စနကာပိဝင်သားကိုတွားလို့တတိယမိပြန်ပါသည်ဆရာတော်သည်မိမိအားကြည်ညိုသောအကြောင်းအတွက်တန်ဃာတော်များအတွက်လာရောက်လူရန်ကြသည်တက္ကမများအားလိုအပ်သည့်တရားများကိုအခါအားလျော်စွာဟောကြားတော်မူသည်သို့သောဧထောက်ခံစကားပြောရသည်များအတွက်အချိန်ကုန်ရသည်ကိုအလွန်နှမျောသည်ထိုက်တင်သလားဟောကြားပြောဆိုပြီးပြီဆိုလျှင်ဂိုင်းပြန်ကြတော့ဟူခက်ပြက်ပြက်ပင်မိန့်တော်မူတတ်သည်သူသုံးလေရှိသောစကားကကာလကုန်နေဟုသည်ထိုသောတောင်ဤစကားများကိုပြောဆိုနေမည်အစားသို့မဟုတ်သူတို့ပြောသည့်စကားများကိုနားထောင်နေမည်အစားစာဖတ်နေခြင်းစာရေးနေခြင်းအဖြစ်အချိန်ကိုကုန်လွန်စေမည်ဟုယူဆတော်မူဟန်တူပါသည်ကျွန်တော်အမှန်တမ်းဝန်ခံပါရစေဆရာတော်ဤထိုစရိုက်ကိုပထမဆုံးကြားလိုက်ရစဉ်ကဆရာတော်အားပြပြခါခါရှိလာကြည်လားဟုအောက်မေ့လိုက်မိပါသေးသည်နောက်အခါအသက်ကြီးလာလို့စာရေးဆရာတယောက်ဖြစ်လာ၍စာရေးရန်စိတ်ကူးတဝေဝေလူးလွန်နေချိန်တွင်တောင်စင်ရေမရပြောတတ်သောဧည့်သည်တယောက်တလေရောက်လာသောအခါမျိုးတွင်နိုင်ရန်မော်ကနာယီကိုလှမ်းပြီးတကြီးကြီးနှင့်စိတ်မောနေတတ်ပါသည်စိတ်ဝင်စားစရာကောင်းလာသောစာအုပ်တအုပ်ကိုဖတ်နေချိန်တွင်ဖြစ်လင်လဲတောင်စင်ရေမရစကားတွေကိုနားထောင်နေရင်နဘေးတွင်ခြာထားလိုက်ရသောစာအုပ်ကလေးကိုလွမ်းမောစွာလှမ်းကြည့်နေပြီးတတ်ပါသည်ထိုအခါတွင်မှဆရာတော်ဤကာလတွင်နှမျောနေသောခံစားမှုကိုနားလည်နိုင်လာပါတော့သည်နေရာတကာမှာကာလတွေကိုနှမျောသလားဟုမေးစရာရှိပါသည်ကျောင်းနေတန်ဃာတော်များအားနက်နက်ခင်းတိုင်းဩဝါဒစကားချီးမြှင့်တော်မူလေရှိသည်အလေးအနက်ဩဝါဒများလည်းပါသည်ပေါ့ပေါ့ပါပါဩဝါဒများလည်းပါသည်တခါတည်းဟာတာပုံမြင်ကလေးများပင်ပါဝင်လိုက်သေးကြောင်းဆရာတော်ဤဩဝါဒများစာအုပ်ကိုဖတ်လိုက်ရမှသိလာရပါတော့သည်ဆရာတော်ကထိုအချိန်များအတွက်ကာလကုန်သည်ဟုသဘောမထားကြောင်းထင်ရှားနေပါသည်ဆရာတော်ဤအကြောင်းကိုပြည့်ပြည့်စုံစုံသိလာတော့မှကျွန်တော်လည်းပြန်လဲသုံးသပ်ကြည့်မိပါသည်ကျွန်တော်ကတက်ကြီးဝါရင်စာရေးဆရာတယောက်ဖြစ်နေသည့်ပြင်ဆောင်းပါးစာဆုံးရေးနေသူဖြစ်ပါသည်ထို့ကြောင့်ကျွန်တော်ထံသို့စာပေဝါသနာရှင်လူငယ်များထွေရလေးပါမေးကျင်သောလူငယ်များရောက်လာတတ်ပါသည်သူတို့ဤလာရင်ကိစ္စကိုသိလိုက်လင်သို့မဟုတ်သူတို့ဆွေးနွေးလိုသောအကြောင်းအရာကိုသိလိုက်လင်ကျွန်တော်မငြင်းရတော့ပါစာရေးနေစေပင်ဖြစ်နေစေအောင်တော့ခဏလေးနော်ငါဆောင်းပါးလေးတစ်ပုဒ်ရေးနေတာမပြီးတတ်သေးလို့ပြီးကနေပြီဒီနေ့ချိန်ထားတာမှုပါဟုတောင်းပန်ပြီးအဆောင်ခိုင်းထားတတ်ပါသည်ပြီးမှသူတို့နှင့်စိတ်ရှည်လက်ရှည်ပြောဆိုဆွေးနွေးတတ်ပါသည်ကျွန်တော်စိတ်ထဲတွင်အချိန်ကုန်သည်ဟုတခါမှမညှို့ညင်ခဲ့ဘူးပါထိုအခါတွင်လည်းဆရာတော်ကိုထပ်မံနားလည်လာမိပြန်ပါသည်စကားဟောပြောခြင်းကိုကျွန်တော်အထုံးဝါဒနာပါကြောင်းအများသိကြပါသည်သို့သောစင်စစ်နားထောင်ရန်ကိုပိုလို့နှစ်သက်တတ်ပါသည်အထူးသဖြင့်အနှစ်ပါသောစကားများကိုပိုလို့နားထောင်တတ်ပါသည်
မြတ်တန်းတင်းနဲ့ကျွန်တော်တို့စာပေခီးတွားကြပြီဆိုရင်များသောအားဖြင့်သူကအပြောသမားဖြစ်၍ကျွန်တော်ကနားထောင်သူသားလင်ဖြစ်နေတတ်ပါသည်မြတ်တန်းတင်းကစကားများသူဖြစ်သောကြောင့်မဟုတ်ပါကျွန်တော်ကမင်းလွန်မြတ်လွန်သောကြောင့်ဖြစ်ပါသည်ဤသို့အားဖြင့်ဘဝအတွေ့အကြုံနှင့်စာပေအတွေ့အကြုံနှင့်သူ့ခံစားမှုတွေသူ့သုံးသပ်ချက်တွေကိုကျွန်တော်ဝေစုအများကြီးရခဲ့ပါသည်မြတ်တန်းတင်းလိုပုဂ္ဂိုလ်ကြောင့်မဟုတ်ပါလူငယ်တွေထံမှလည်းကြားနာစီပူရပါသည်သူတို့ဘဝအတွေ့အကြုံသူတို့ခံစားမှုသူတို့ခံယူမှုများကိုသိခွင့်ရခဲ့ပါသည်ထို့သောကြားနာမှုတို့ကိုအခြေခံပြီးကျွန်တော်စောင်းပါးများစွာရေးခဲ့ပြီးပါလေပြီသို့တော့ဆရာကြီးရွှေဦးတောင်ပြောသလိုဘာမှမဟုတ်ပဲပလစ်လုံနေတော်သူများကိုကြုံလိုက်ရလေမှုကဘေးနားတွင်ခြာထားလိုက်ရသောစာအုပ်ကောင်းလေးကိုနမိနမောကြည်မောနေမိတတ်ပါတော့သည်15 ရက် 3 လ 2005နွေရာသီစိတ်တင်တန်း The worst education that teaches self-denial is better than the best that teaches everythingness and not that John Starling 1803-1844 English poet တမက်မှုကိုထိမ့်သိမ်းရန်တွင်တင်ပေးသည်အញ្ញံဆုံးပညာရေးသည်ထိုအချက်မှအပါကျန်နာတွေအားလုံးကိုတင်ပေးသည့်အကောင်းဆုံးပညာရေးတဲ့ပိုကောင်းပါပေသည်ဂျွန်စတာလင်း1803-1844အင်္ဂလိပ်ကဗျာဆရာ self denial ကိုတမက်မှုကိုထိမ့်သိမ်းခြင်းဟုကျွန်တော်ကမြန်မာပြန်လိုက်ပါသည် self denial ဆိုသည်မှာမိမိကိုယ်တိုင်ကတမက်နေပါလျက်မတင်သောကြောင့်မိမိဆန္ဒကိုထိမ့်သိမ်းလိုက်ခြင်းဖြစ်ပါသည်မြန်မာတို့နေ့စဉ်သုံးစကားအရာဆိုလင်တော့အလိုစိုးကိုချုပ်တီးချိုးချံခြင်းဟုဆိုရမည်ထင်ပါသည်ထိုစကားကိုတွေးလိုက်ရသောအခါကျွန်တော်တို့ရှေးခေတ်ဖုံးတော်၏ပညာသင်ကြားရေးစနစ်ကိုတွားပြီးတတိယမိပါသည်ဖုံးတော်ကြီးများကိုယ်တိုင်ကလည်း self denial ကိုကိုယ်တိုင်ကျင့်သုံးခဲ့ကြသည်တပည့်တန်ကတာမဏေငယ်များကျောင်းသားများကိုလည်းကျင့်သုံးရန်ဆုံးမတော်မူခဲ့ကြပေသည်ရာနှုန်းပြည့်အောင်မြင်သည်ဟုကျွန်တော်မဆိုလိုပါသို့သောမြမလူပေါင်းကိုကောင်းကောင်းကြီးထိမ့်ကွပ်ပေးနိုင်သည်ဟုဆိုနိုင်ပါသည်နောက်အခါအင်္ဂလိပ်လက်ထက်တွင်ဖုံးတော်ကြီးကြောင့်ပညာသင်မှုသည်မေးမိန်ပြောက်ကွယ်လူနည်းပါဖြစ်လာခဲ့ပါလေတော့သည်ကျွန်တော်ကိုယ်တိုင်အလယ်တန်းပြဆရာတက္ကသိုလ်ဆရာအဖြစ်နှစ်ပေါင်းများစွာအမှုထမ်းခဲ့ရဘူးပါသည်တင်လီသမျှဘာသာရပ်တို့တွင်တမက်မှုကိုချုပ်တီးထိမ့်သိမ်းရန်တွင်တင်သောဘာသာရပ်ဟု၍မပါတလောက်ဖြစ်သွားခဲ့ပါသည်မြန်မာစာနှင့်တမိုင်းမှအပါဆရာကတမက်မှုကိုထိမ့်သိမ်းရန်သင်ခန်းစာတွင်အကွက်ဝင်အောင်တင်လိုရသောဘာသာရပ်မရှိသလောက်ပင်ဖြစ်သွားခဲ့ပါလေသည်သို့သောကျွန်တော်တို့မြန်မာဆရာများကအလွန်တတိထားကြပါပေသည်တင်ချာသိပ္ပံတို့ကိုသင်နေပါလျက်အခါအားလျော်စွာကိုချင်းအဘိဓမ္မာတို့ကိုထဲ့သွင်းတွင်တင်သွားလေရှိတတ်ပါသည်ထိုအချက်ကိုသတိထားမိသောဘာသာရေးကောင်းဆောင်ဖြစ်တော်မူကြသောဗုဒ္ဓဘာသာယဟန်တော်များကနွေရာသီကျောင်းပိတ်ရက်များတွင်မူလာတန်းလွန်မှစ၍အထက်တန်းကျောင်းသားကျောင်းသူငယ်များကိုတာမဏေငယ်သီလရှင်ငယ်များအဖြစ်ဒုံလဘဝစ်စေလျက်တင်နန်းစခန်းတွင်ဖွင့်ထားလိုက်သည်ဥဆောင်သူယဟန်တော်များကလည်းနိုင်ငံခြားသာသနာပြုအတွေ့အကြုံလည်းရှိသောပညာအခြေခံလည်းကြီးမားသောယဟန်တော်များဖြစ်သည်သူတို့ပြုလုပ်ဆောင်ရွက်လိုသမျှကိုငွေအားလူအားနှင့်ဖြည့်ဆည်းပေးကြသောမင်းယောက်ျားမင်းမိန်းမတကားမခေါင်းဆောင်များကလည်းတက်တက်ကြွကြွထက်ထက်တန်တန်ရှိကြပါပေသည်ခေါင်းဆောင်ဆရာတော်ကပါဇက်ဟလိုက်လင်မဖြစ်အောင်စူးစမ်းပန်းစားဆောင်ရွက်ပေးကြပါသည်မိဘများကလည်းຫນွေချောင်းပိတ်ရက်တွင်မိမိတို့သားသမီးများကိုထိုစခန်းများသို့ပို့ထားတတ်ကြသည်ငွေကြေးတက်နိုင်သူများကလည်းအလူငွေများထည့်ကြသည်မတက်နိုင်သူများကလည်းမိမိတို့အင်အားအလျောက်ထည့်ဝင်ကြသည်စခန်းဝင်ရှင်သာမဏေလေးများတီလာရှင်ကလေးများမှာအလက်ကားစားတောက်နေကြရသည်မဟုတ်သက်ဆိုင်ရာ10ပါးတီလာကိုဆောင်ထင်းရသည့်အပြင်စကားကြဲကြဲမပြောရလမ်းလျှောက်လင်ဟိုတီတီမကြည့်ရနက်နက်9 နာရီမှအိယာထကိုယ့်အိယာကိုတည်သက်စွာသိမ်းတင်ကန်းကိုအဝင်းညီစာဝဲပစိုးချက်ပြုတ်ဝစ်သလိုတော်ကြွလျော်စွာမဝေ့ရစွမ်းစားလင်အငမ်းမရမစားရပါဇက်ကပြက်ညီစေရဟင်းရည်တောက်လွင်
ရှွတ်ရှက်မမီစေရဇွန်းတန်ပကံတန်မကြားစေရစာသောအချက်များကိုလည်းထိမ့်သိမ်းကြရသေးသည်ဤမြသာလည်းမကသေးအခါအားလျော်စွာ9မိနစ်10မိနစ်စသည့်အားဖြင့်စိတ်ငြိမ်စွာထိုင်ပြီးတရားမှတ်ကြရသေးသည်ယဟန်တော်များသီလရှင်ဆရာကြီးများကကြီးကျယ်နိပြပေးတော်မူကြသည်တောင်းလန်အောင်ပြုလွှားနေခဲ့သောသူတို့လေးတွေ၏ကိုယ်ခန္ဓာအတော့မသက်အောင်လွင်ပါနေခဲ့သောသူတို့ကလေးစိတ်ကိုထိမ့်သိမ်းချိုထီရန်သူတို့ကလေးတွေအဘဲမြပင်မရှာလီမည်နီစာဘတ်သူမှန်းစာကြည့်နိုင်ပါသည်စားအားအလွန်ကောင်းသည်အရွယ်ကလေးတွေဖြစ်လေတော့ညတိုင်းဆိုလဲအဘဲမြစားလီမည်နီဦးလိန်လို့သာနေကြပေရောအချို့ကလေးများဆိုရင်မိဘများထောင်ဝင်စာတွေ့သလိုလာတွေ့သည့်အချိန်တွင်စခန်းထွက်လိုကြောင်းငိုကာယိုကာပြောကြရှာသည်မိဘများကစခန်းအောင်ပွဲဆင်နိုင်အောင်ချော့ရမော့ရဖြစ်သိအားပေးကြရသည်ပေါ့အခြားသောတင်တန်းတွေအောင်လင်9တန်းအောင်သည်10တန်းအောင်သည်စသောအကျိုးတရားများကိုလက်ဆုပ်လက်ကင်ပြနိုင်သည်ဒီတင်တန်းက self denial ရဲ့တင်တန်းဖြစ်လေတော့ဘာမှလက်ဆုပ်လက်ကင်မပြနိုင်ပင်ပန်းလိုက်သည်မှလည်းစာမေးပွဲနီးလို့အားစူးစမ်းရသည်နှင့်ဘာမှမဆိုင်တင်းလျော်ရာပြင်ပလူပုဂ္ဂိုလ်များကိုလည်းဖိတ်ခေါ်၍ဟောပြောပို့ချပေးစေသည်ဖြစ်ရာကျွန်တော်လည်းနှစ်စဉ်သွားရောက်ဟောပြောရပါသည်တင်ကန်းကျွန်း9ချမ်းပြန်စခန်းရွှေတောင်ကုန်းပန္တိတရာမစခန်းပဲခူး10မိုင်ကုန်းပန္တိတရာမစခန်းမော်ဘီအရင်စေကိန္ဒရရာမစခန်းပလဲမြို့တင်ချမ်းမြင့်မြင့်စခန်းတို့ကိုသွားရောက်ဟောပြောပေးရပါသည်ရန်ကုန်မှာသာမဟုတ်အခြားနယ်ပယ်များတွင်လည်းထို့သောစခန်းများရှိနေကြသည်ပင်ကျွန်တော်စိတ်ထဲမှာတော့ဖြင့်ငါတို့ခေတ်သစ်ပညာရေး၏လက်ဟာနေသည့်ကွက်လက်ကိုယဟန်တော်များကဖြည့်ဆည်းပေးနေပြန်သည့်တကားဟုတွေး၍ကျေးဇူးတင်နေမိပါသည်2ရက်4လ2005လာယာ so and you read a habit so a habit and you read a character so a character and you read a destiny G.D. Boatman 1828-1903 American clergy ပြုခြင်းကိုပြိုးလိုက်သောအလေးကိုရိတ်သိမ်းရလက်တံအလေးကိုပြိုးလိုက်သောဇာရိတ္တကိုရိတ်သိမ်းရလက်တံဇာရိတ္တကိုပြိုးလိုက်သောလာယာကိုရိတ်သိမ်းရလက်တံ Boatman 1828-1903 အမေရိကန်သာသနာဝန်ဆောင် Destiny ကိုတာမန်အားဖြင့်ပန်းနိုင်ဟုပြန်ဆိုနိုင်တော်လဲမြန်မာဘာသာတွင်ပန်းနိုင်ဆိုသည်မှာအောင်ပွဲကိုညှိုးခြင်းဖြစ်သောကြောင့်မူလအော်ဝါနှင့်ကိုက်ညီအောင်လာယာဟုပြန်လိုက်ပါသည်မြန်မာဘာသာစကားတွင်အလေးရှိရာအကျင့်ပါဟုသောစကားရှိပါသည်ဤတွင်အကျင့်ဆိုသည်မှာလည်းဇာရိတ္တထိအောင်ညှိုးပါသည်သူ့အမြင်ကိုအတွင်းနှင့်ဆင်ခြင်ကြည့်လိုက်သောအခါအပေါင်းအသင်းကိုခြံထားလို့မရနိုင်လောက်အောင်ဖြစ်လာပါတော့သည်အကြောင်းတော့ကျွန်တော်တို့ဘဝမှာအမှုတစ်ခုကိုမိမိဘာသာပြုရန်အလွန်ခဲယဉ်းလျက်အပေါင်းအသင်းတစ်ကြောင့်သာလျှင်အမှုတစ်ကိုပြုတဲ့ကြမြဲဖြစ်သည်ဟုထင်မိပါသည်ကျွန်တော်ကလေးသားဘဝကတငယ်ချင်းတရားငါးများရာသို့လိုက်ပါသွားခဲ့ဘူးသည်ရေအောက်ကငါးဆွဲလင်ငါးများကျိုးတွင်တက်ထားသောဖော့တန်ကလေးလှုပ်စီဖြစ်နေသည်ကိုကြည့်ပြီးတဲထဲရင်ပိုခံစားမိခဲ့ပါသည်သို့နှင့်ကျွန်တော်ကိုယ်တိုင်အင်္ဂါမသိအောင်ငါးများတန်တစ်ချောင်းလုပ်ပြီးကာလအတန်းကြာငါးများခဲ့မိသည်ကလေးငါးများတန်ဖြစ်လေတော့ရသည့်ငါးကတညိုလောက်သာရှိသောငစင်ရိုင်းကလေးများသာဖြစ်ပါသည်အိမ်ကိုလည်းယူမလောက်ဝင်သောကြောင့်နီးရလူကိုပြစ်ခဲ့ရသည်ယခုပြန်စဉ်းစားလိုက်တော့ငါးများချင်းမှာဇာရိတ္တဘက်သို့ရောက်နေသည်မဟုတ်သောကြောင့်တော်ပါပေသေးသည်နောက်တစ်ခုကိုသတိရလိုက်မိပြန်ပါသေးသည်တငယ်ချင်းတယောက်နှင့်တွေ့လိုက်သောကြောင့်ကြောင်းပြေးမိခြင်းဖြစ်သည်ကျွန်တော်မှာကြောင်းပြေးခြင်းအတော်ကြီးကိုပါသွားခဲ့သည်ဤအချင်းမှာတော့ဖြင့်ဇာရိတ္တဘက်သို့အတော်ကြီးကိုနီးစပ်သွားခဲ့ပါလေပြီအကယ်၍သာအလစ်တုပ်သူများတိုတက်ရှိုတတ်သူများနှင့်အပေါင်းအသင်းဖြစ်မိပြီးစွန့်စားသည့်သဘောနှင့်သူတို့လိုလိုက်ပြီးလှုပ်လိုက်မိလင်မကောင်းသောလားရာကိုရိတ်သိမ်းခဲ့ရတော့မိသာအမှန်ဖြစ်သည်ကျွန်တော်မှာကုသိုလ်ကောင်းတာလေးတစ်ခုရှိသည်ကျွန်တော်တို့အိမ်တွင်စာအုပ်အတော်များများကြီးရှိသည်
ယခုခေတ်ဝတ္ထုစာအုပ်မျိုးတော်မဟုတ်950ဇိနထစာသောဘာသာရေးစာအုပ်မျိုးတွေဖြစ်သည်အခြားဖတ်စရာမရှိလေတော့စာဖတ်တက်စာကပင်လင်ထိုစာအုပ်တွေကိုကောက်လံမိသည်စာလဲဖတ်ခဲ့သည်အထူးသဖြင့်950ဇက်ကိုမကြာခဏဖတ်မိသည်ကိုကြိုက်သောဝတ္ထုဆိုလင်ခဏခဏပြန်ဖတ်မိသည်ဤသို့အားဖြင့်ဂျပန်ခေတ်ရောက်လာသည်ဂျပန်ခေတ်တွင်ကျွန်တော်တို့လိုလူငယ်တွေကင်းဆောင်ကြရသည်ကင်းထဲကလည်းကျွန်တော်တို့အိမ်ရှိမှပင်ဖြစ်သည်အိမ်ထဲတွင်အိုက်လင်ကင်းထဲပေါ်သွားထိုင်လေးရှိသည်ကျွန်တော်လိုကင်းထဲသို့လာထိုင်တတ်သူမှာဦးမြတော်ဆိုသူဖြစ်သည်သူကတက္ကသိုလ်ပင်ရောက်လိုက်သေးသည်စာဖတ်လဲဝါဒနာပါသည်ကြပြလင်ကအရာအမိလည်းများသည်အရှင်မဟာတီလဝန်သားမြစ်တာစာမန်လေလင်ကစသည်တို့ကိုရွတ်ပြတတ်သည်ကျွန်တော်ကလည်းနှစ်သက်သက်နားထောင်သည်ထို့ကြောင့်တချို့သောကြပြလင်ကာတို့ကိုကျွန်တော်အားနှုတ်တက်ချတင်ပေးသဖြင့်ယခုတက်တိုင်ကျွန်တော်ဤနှုတ်မှာဆွဲကြံနေသေးသည်သူ့ကြောင့်ကျွန်တော်မှာစာကြီးပေကြီး80ပေါ်လာခဲ့ရသည်နောက်တော့သူတို့အိမ်ကလည်းကျွန်တော်တို့အိမ်နဲ့မျက်နှာချင်းဆိုင်မှုသူ့အခန်းကိုတွားပြီးသူ့စာအုပ်တွေကိုမှွေနှောက်ပြီးဖတ်မိခဲ့သည်မြမစာပေသမိုင်းခစ်ဆန်းပုံမြင်စသည်တို့ကိုထိုစဉ်ကပင်ဖတ်ခဲ့ရသည်ကျွန်တော်စာဖတ်ခြင်းအလေးကိုရိတ်သိမ်းခဲ့သည်ဟုဆိုရပေလိမ့်မည်ထိုအလေးသည်ပင်လည်းလားရာကိုဖန်တီးပေးခဲ့ပါလေသည်ကျွန်တော်လိုကံမကောင်းရှာသူများအကြောင်းကိုလည်းသတိရမိပါသေးသည်ခွက်ကလေးတမမအရက်ကလေးတမြမြလို့ရင်ဘိတ်ကန်းပါသွားပြီးဆေးဆွဲဘဝပြတ်သွားသူတွေလည်းရှိသည်သူတို့ဤလားရာမှာခြေကွဲစရာပင်ဖြစ်ပါပေသည်မြမမှာအစလှုပ်လင်အနှောင်နှောင်ဟူသောစကားရှိသည်မြင်းပွဲတွေရှိစဉ်ကာလကားဆိုလင်မြင်းလောင်းတော်ကိုဆွဲသွားပြီးကိုယ်ပိုင်ငွေကိုသာမဟုတ်ဌာနဆိုင်ရာအစိုးရငွေကိုပါဆွဲလောင်းပြီးရှုံးသောကြောင့်ထောင်တန်းကြားရသည်မှာမကြာခဏဖြစ်သည်အပြုတ်တစ်ခုမှစ၍အကျင့်ကိုပြိုးမိ၍ဇာရိတာမှလားရသို့တိုင်ပါလေတော့သည်ဤဒီတို့မှာပြစ္ဆုတ်ပံဘဝမျှတာဖြစ်ပါလေသေးသည်ဘာသာရေးဟုသည်များတွင်တမလင်ဆိုတာရှိသည်တမလွန်ဘဝတွင်လည်းလားရတုကတိလားရဒုက္ခတိဆိုတာရှိပါလေသေးသည်ထို့ကြောင့်လားရကိုမျက်ချီမပြတ်တတိထားလို့အပြုကိုဆင်ခြင်သင့်ကြောင်းခရစ်ယာန်တဏ္ဍဝန်ဆောင်ကဩဝါဒပေးလိုက်သည်ဟုတွေးမြင်မိပါသည်23ရက်5လ2005ဆရာကြီးအောင်တင်ရေးသားသောသူအတွေ့ကိုအမြင်စာအုပ်ကိုဤနေရာမှာရနာပြစေရှင်နောက်လာမည့်ခေါင်းစဉ်အသစ်များကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်နောက်ဆင်ပေးပါတော့စာချစ်သူများအားလုံးကိုယ်စိတ်နှပါကျန်းမာချမ်းသာကြပါစေရှင်